essay တစ်စောင်ရေးလို့ရှိရင်မဖြစ်မနေဖြတ်တန်းရမယ့်အဆင့်9ဆင့်ရှိတယ်။အဲ့ဒီ9ဆင့်တွေကကျွန်တော်အရေးကြီးဆုံးအဆင့်2ဆင့်ကိုပြပြမယ်။ essay ရေးရင်ပဲဖြစ်ဖြစ်သူတေသနစာတမ်းလုပ်ရင်ပဲဖြစ်ဖြစ်အဲ့ဒီ2ဆင့်ကိုဖြတ်တန်းရတယ်။ပထမအဆင့်ကခေါင်းစဉ်ရွေးချယ်တဲ့အဆင့်ဒုတိယအဆင့်ကကြတော့အုံနောက်မှုတိုင်းစစ်စင်ခြင်းပေါ့ brainstorming လို့ခေါ်တယ်အဲ့ဒီအဆင့်2ဆင့်ကိုဖြတ်တန်းရတယ်။ဒီ slide မှာတော့ essay တစ်စောင်ရေးလို့ရှိရင်ဖြတ်တန်းရမယ့်အဆင့်9ဆင့်ကိုကျွန်တော်ဖော်ပြပေးထားတယ်။ဒီ9ဆင့်ကိုကျွန်တော်အကျယ်မရှင်းတော့ဘူးဒီနေ့ကျွန်တော်2ဆင့်ရှင်းမယ်အဲ့ဒီ2ဆင့်က choose a topic နဲ့ brainstorming 2ဆင့်ပေါ့အရင်တစ်ခါတော့ကျွန်တော်ရှင်းပြထားသလိုပဲခေါင်းစဉ်တစ်ခုကိုရွေးချယ်တဲ့အချိန်မှာရေဘူးဆန်လို့မရဘူးပေါ့နော်ဆိုလိုတာက general ဆန်တဲ့ခေါင်းစဉ်ပေါ့နော်ဥပမာပတ်ဆိုလို့ရှိရင်အိမ်မွေးတိရစ္ဆာန်အိမ်မွေးတိရစ္ဆာန်တွေကခွေးတွေကြောင်တွေလည်းရှိတယ်အများကြီးရှိတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကပတ်ဆိုတဲ့ခေါင်းစဉ်နဲ့ essay တစ်စောင်ရေးတာထက်စားလို့ရှိရင်အိမ်မွေးတိရစ္ဆာန်တွေမှာကြောင်တွေကဘာလို့အကောင်းဆုံးတိရစ္ဆာန်ဖြစ်နေရလဲဆိုတော့ခေါင်းစဉ်နဲ့ပို့ပြီးတော့မှ specific ကြအောင်သွားတင်တယ်နောက်ထပ်ခေါင်းစဉ်တစ်ခုကိုကျွန်တော်နမူနာကြည့်အောင် technology and people ဆိုတဲ့ခေါင်းစဉ်ပေါ့နော်အဲ့ဒီခေါင်းစဉ်မှာကျွန်တော်တို့ကလူနဲ့နည်းပညာနဲ့ပတ်သက်ပြီးတော့မှဆက်ဆက်နေတဲ့အကြောင်းအရာတွေအများကြီးရေးစရာရှိတယ်ဒါပေမဲ့အဲ့လိုမျိုး generation နဲ့ခေါင်းစဉ်တက်စားလို့ရှိရင်ဒီမှာကျွန်တော်တို့ကားမောင်းနေတဲ့အချိန်မှာစာရိုက်နေတဲ့အန်ရီပေါ့နော်အဲ့ဒီလိုခေါင်းစဉ်ကို specific သွားလိုက်လို့ရှိရင်ပို့ပြီးတော့မှကောင်းမွန်တာကိုတွေ့ရတယ်essay ကိုသူတေသနာကိုခေါင်းစဉ်ကကျေလုံးတာမကောင်းဆိုပေမဲ့တခြားတစ်ဖက်မှာလည်းကျင်းလုံးတဲ့ခေါင်းစဉ်ကလည်းမကောင်းဘူးပေါ့နော်ဒီဥပမာအနေနဲ့ကျွန်တော်ပြောမယ်ဒီ The Weather in New York on August 25ဆိုလို့ရှိရင်ဩဂတ်25ရက်မှာနယူးယောက်ရဲ့ weather ပေါ့နော်အဲ့ဒီရက်သေးရဲ့ weather ကိုကျွန်တော်တို့ essay ရေးမယ်ဆိုလို့ရှိရင်ဘယ်လိုမှအဆင်မပြေဘူးဒါဆိုလို့ရှိရင်အရန်ဒီတေးကြလုံးကကြီးသွားတယ်ပေါ့ကျွန်တော်တို့က essay တစ်စောင်ပဲဖြစ်သူတေသနာတစ်စောင်ပဲဖြစ် generally ရေဘူးဆန်လုံးတာလည်းမဖြစ်ရဘူးအရန်ကို so specific ဒီတေးကြလုံးတာလည်းမဖြစ်ရဘူးကျွန်တော်သင်တော်တဲ့ခေါင်းစဉ်တစ်ခုကိုရွေးချယ်ဖို့လိုတယ်ဒုတိယအဆင့်နဲ့အရေးကြီးဆုံးအဆင့်ပေါ့နော်အဲ့ဒီအဆင့်ကဘာလဲဆိုတော့ brainstorming လုပ်တဲ့အဆင့် brainstorming လုပ်တာသူတေသနာတစ်စောင်ပဲဖြစ် essay ပဲဖြစ်အရေးကြီးတယ်ဒီမှာကျွန်တော် assignment အနေနဲ့ကျွန်တော်ဖော်ပြထားတယ်ကျွန်တော် narrative essay ပေါ့နော်ဇာတ်ကြောင်းကိုပြောတဲ့ essay တစ်စောင်ကိုကျွန်တော်တို့ရေးရမယ်ဆိုပြီးတော့မှကျွန်တော်တို့ assignment လုပ်ခိုင်းတယ်ပေါ့နော်အကြောင်းအရာကနည်းပညာကလူတွေရဲ့ daily lifestyle ကိုဘယ်လိုမျိုးသက်ရောက်မှုရှိလဲဆိုတဲ့အကြောင်းအရာလူတစ်ယောက်မှာကျွန်တော်တို့ကြုံတွေ့ရဘူးလားနည်းပညာနဲ့ပတ်သက်ပြီးတော့မှ impact ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဖြစ်ကောင်းဖြစ်နိုင်တာတော့ကား accident တစ်ခုပေါ့နော်ဒါကနမူနာပေးထားတာပေါ့ဆိုတော့ကျွန်တော်တို့ brainstorming လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုလုံးမဲ့ခေါင်းစဉ်ကိုဒီအလယ်မှာချရေးလိုက်ချရေးပြီးလို့ရှိရင်အဲ့ဒါကိုဂွင်းဝိုင်းလိုက်ဝိုင်းပြီးလို့ရှိရင်သူ့ရဲ့ပတ်လည်မှာကျွန်တော်တို့မြားတွေထိုးပြီးတော့မှ brainstorming လုပ်တယ်ကျွန်တော်တို့ခေါင်းစဉ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေအားလုံး brainstorming လုပ်ကြတယ်ဒီလုပ်ငန်းစဉ်နမူနာကကျွန်တော်အမြဲတမ်းလုပ်နေတဲ့ပုံစံပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်ခုသွားလိုက်မယ်ခေါင်းစဉ်တစ်ခုကို brainstorming လုပ်ကြည့်အောင်အဲ့မှာနည်းပညာနဲ့လူတွေနဲ့ဆက်ဆက်ချက်တစ်ခုကဘာလဲဆိုတော့ applying for a job အလုပ်လုပ်တဲ့အချိန်မှာကျွန်တော်တို့နည်းပညာတွေကိုအသုံးပြုရတယ်ဒါကတော့ပထမကျွန်တော်တို့ brainstorming လုပ်လိုက်တယ်ပေါ့နော်ခေါင်းစဉ်ခွဲတစ်ခုကို brainstorming လုပ်လိုက်တယ်လုပ်ပြီးလို့ရှိရင်သူနဲ့ပတ်သက်တဲ့အချက်၄ချက်ကိုကျွန်တော် brainstorming လုပ်လိုက်တယ်ဒါဆိုတော့ခေါင်းစဉ်တစ်ခုကိုကျွန်တော်တို့ခေါင်းစဉ်ခွဲတစ်ခု brainstorming လုပ်ကြည့်အောင်ဒီမှာလူတွေရဲ့ daily lifestyle မှာနောက်ထပ်နည်းပညာနဲ့ပတ်သက်ပြီးဆက်နွယ်တဲ့ email problem ပေါ့နော်ကျွန်တော်ပြဿနာတွေ email နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီ email ကိုနေတိုင်းသုံးတဲ့အချိန်မှာ email နဲ့ပတ်သက်ပြီးပြဿနာတွေအများကြီးရှိတယ်ပေါ့အဲ့တော့ကျွန်တော်ခေါင်းစဉ်ခွဲအနေနဲ့ email problem ကိုခေါင်းစဉ်တင်ပြီးလို့ရှိရင်သူ့ရဲ့အောက်ကနေပြီးတော့ကျွန်တော်တို့ကပါဝင်ရမယ့်အချက်တွေကို brainstorming ထပ်လုပ်တယ်အဲ့မှာ၄ချက်ထွက်လာတယ်ပေါ့နော် introduction ဆိုလို့ရှိရင်ကျွန်တော်တို့က introduction မှာသူ brainstorming လုပ်ထားတဲ့အတိုင်းပဲ business wall ကျွန်တော်စီးပွားရေးကဘာကြီးမှာ email ကအရန်ကိုအရေးပါလာတယ်ဒါပြီးတော့နောက်ဒုတိယအချက်ကျတော့သူကကိုယ့်ရဲ့ boss ကိုစိတ်ဆိုးတဲ့ email တစ်စောင်ပို့လိုက်တယ်ဒါကအရန်ကိုကြီးမားတဲ့ပြဿနာဖြစ်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့အလုပ်တောင်ဆုံးရှုံးလို့နေပါဖြစ်နိုင်တယ်ဆိုပြီးတော့မှဒါရေးလိုက်တယ်ပေါ့နော် brainstorming လုပ်လိုက်တယ်ဒီမှာကျွန်တော်တို့ခေါင်းစဉ်အခွဲနှစ်ခု technology and people နဲ့ပတ်သက်ပြီးခေါင်းစဉ်အခွဲနှစ်ခုကို brainstorming လုပ်ပြီးသွားပြီနောက်တစ်ခုထပ်လုပ်ကြည့်အောင်နောက်ထပ်ခေါင်းစဉ်အခွဲတစ်ခုကိုကျွန်တော်ထပ်လုပ်တော့ကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှအကြောင်းအရာတစ်ခုရတယ်ပေါ့နော်လူတွေရဲ့ daily lifestyle မှာနည်းပညာတွေကိုနည်းပညာပစ္စည်းတွေဖုန်းတွေ laptop တွေကိုအသုံးပြုတာကြီးများလာတဲ့အတွက်ကြောင့်မလို့လူတွေက exercise သိမ့်မလုပ်ကြတော့ဘူးပေါ့လေ့ကျင့်ခန်းသိမ့်မလုပ်ကြတော့ဘူးအဲ့လိုမျိုးလေ့ကျင့်ခန်းမလုပ်တဲ့အပြင် so much television ပေါ့နော်ဒီ television တွေကျွန်တော်ရုပ်ရှင်တွေကြည့်ကြတယ်လူငယ်တွေဆိုလို့ရှိရင် video game တွေကိုအကြိုက်ကစားကြတယ်အဲ့လိုမျိုး less exercise ဖြစ်တာကျွန်တော်တို့လေ့ကျင့်ခန်းသိမ့်မလုပ်တာက overweight ဖြစ်စေနိုင်တယ်ပေါ့နော်ကျန်းမာရေးပြဿနာပေါ့ဒီမှာလည်းကျွန်တော်တို့ခေါင်းစဉ်အခွဲ၃ခုနဲ့သူ့ရဲ့အောက်မှာပါမဲ့ factor တွေကိုကျွန်တော်တို့ brainstorming လုပ်ပြီးသွားပြီအဲ့တော့ကျွန်တော်နောက်တစ်ခုထပ်ပြီးတော့ brainstorming လုပ်ကြည့်အောင်ဒီမှာ cell phone and driving ပေါ့နော် cell phone and driving ကားမောင်းနေတဲ့အချိန်မှာ mobile phone သုံးပြီးတော့မှစာရိုက်တဲ့အကြောင်းအရာတစ်ခုကိုကျွန်တော် brainstorming ထပ်ပြီးတော့မှခေါင်းစဉ်အခွဲတစ်ခုထပ်ရတယ်သူ့ရဲ့အောက်မှာလည်းအကြောင်းအရာ၄ချက်ပါတယ်ပေါ့နော်အဲ့မှာကျွန်တော် brainstorming လုပ်တဲ့အချိန်မှာ technology and people နဲ့ဆက်ဆက်ပြီးတော့မှအကြောင်းအရာတွေကျွန်တော်၄ချက်ထွက်လာတယ် applying for a job တစ်ချက်ပြီးရင် email ပြဿနာတစ်ချက်ကျန်းမာရေးပြဿနာတစ်ချက်ပြီးရင် cell phone driving ကားမောင်းနေတဲ့အချိန်မှာ cell phone သုံးပြီးတော့မှစာရိုက်တာတစ်ချက်ပေါ့နော်၄ချက်ထွက်လာတယ်
အဲ့ထွက်လာတဲ့၄ချက်ကိုကျွန်တော်တို့ကပြန်ပြီးတော့ brainstorm လေးလည်းပြန်လုပ်ကြည့်မယ်ကျွန်တော်တို့ကအခုပြောချင်တာ narrative essay ပေါ့နော်ကျွန်တော်ဇာတ်ကြောင်းအောင်ပြောချင်တာဇာတ်ကြောင်းပြောချင်တာဖြစ်တဲ့အကြောင်းမလို့အလုပ်လုပ်တဲ့အချိန်မှာလည်းinternet ကိုသုံးတာကနည်းပညာတွေသုံးတာကလည်းဇာတ်ကြောင်းတစ်ခုမဟုတ်ဘူးပေါ့နော်ပြီးရင် email ပြဿနာကလည်းဇာတ်ကြောင်းမဟုတ်ဘူးကျမ်းမာရေးပြဿနာလည်းဇာတ်ကြောင်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီကားမောင်းရင်းနဲ့ mobile phone သုံးတာဇာတ်ကြောင်းတစ်ခုဖြစ်လာတယ်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဥပမာဇာတ်ကြောင်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအကြောင်းအရာတစ်ခုဇာတ်လမ်းတစ်ခုကိုစီစဉ်ပြီးတော့ပြောရတယ်ဆိုလိုတာကကိုကနေအလုပ်တစ်ခုရှိတယ်ဒါကြောင့်မလို့ကိုကအိမ်ကနေပြီးတော့မှကားနဲ့ထွက်လာတယ်ဘယ်အချိန်မှာထွက်လာတယ်ပြီးရင်ကျွန်တော်တို့ဘယ်ကိုသွားမယ်သွားတဲ့လမ်းမှာကိုကသွားနေနေဖုံးဝင်လာတယ်ဒါမှမဟုတ်လို့ရှိရင်ကိုကစာပုတ်ဖို့အတွက်ဖြစ်လာတယ်ဖြစ်တဲ့အချိန်မှာကိုကသွားနေနေကားမောင်းနေနေစာရိုက်တယ်ရိုက်တဲ့အချိန်မှာကား accident ဖြစ်တယ်ပေါ့နော်ဒါတစ်ခုလုံးကကျွန်တော်ဇာတ်ကြောင်းပြောတဲ့ပုံစံလေးအတိုင်းသွားတာဆိုတော့ကျွန်တော်တို့ assignment ပေါ့နော် essay ရဲ့ assignment ရဲ့လိုအပ်ချက်က narrative essay ဆိုလိုတာက narrative essay ဆိုလို့ရှိရင်ကျွန်တော်တို့က narrative essay နဲ့ကိုက်နေတဲ့ခေါင်းစဉ်တစ်ခုကိုကျွန်တော်တို့ရွေးချယ်ပေးရမယ်အဲ့တော့ကျွန်တော်တို့ကျန်တဲ့ခေါင်းစဉ်၃ခုပေါ့နော်ခေါင်းစဉ်အခွဲ၃ခု email ပြဿနာရဲ့ကျမ်းမာရေးနဲ့ applying for a job အဲ့ဒီခေါင်းစဉ်၃ခုကိုကျွန်တော်တို့ကဒါဆိုလို့ရှိရင်ငါနဲ့မကိုက်တော့ဘူးဆိုပြီးတော့မှဖြတ်ချလိုက်တယ်ဖြတ်ချပြီးတော့ cell phone and driving ဆိုတော့ကျွန်တော်တို့ yes ပေါ့နော်ကိုသုံးရမယ်သုံးလို့ရပြီဆိုပြီးတော့မှကျွန်တော်တို့ကောက်ယူလိုက်တယ်ဆိုတော့ဒီထိကကျွန်တော်တို့ခေါင်းစဉ်ခွဲ2ခုပေါ့နော်အစည်းရေးတဲ့အချိန်မှာလောက်ရမယ့်လမ်းကြောင်း2ခုပေါ့နော်ကျွန်တော်ခြေလမ်း9လမ်းဆိုလို့ရှိရင်ခြေလမ်း2လမ်းကိုကျွန်တော်ရှင်းပြပါတာနောက်ထပ်ကျန်သေးတဲ့ခြေလမ်း5လမ်းကိုနောက်နေ့ကျရင်ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးသွား